နေ့အမေဈေးထဲရောက်ထားတဲ့ကြက်သားနဲ့ပစုံလေးတွေကိုကိုင်းပြီးတော့ရေးဆေးထားဖြစ်ပါတယ်။ခုနေ့ကတော့အမေဟင်းချက်တာလေးကိုအတင်းလိုက်ထားတဲ့ဘလော်လေးပေါ့နော်။ဒါလေးတွေကတော့အချိုးမုံရဟင်းခမ်းမုံရစားလေးရနှုံးမုံလေးထည့်ရပါ။အမေကတော့ငါမရိုင်းနဲ့ငါမစိုက်ဖို့နင်းရလဲလောက်တွေရှုံးတာပဲနင်းလောက်ကြီးပဲလို့သူကတော့စုပူနေရတယ်ပေါ့နော်ငါမရမ်းချစ်ဖို့ကောင်းတာပဲဒါလေးကတော့အရသာထည့်ထားတဲ့ဟာကိုလည်းဖတ်နေရပါတော့နော်အဲ့ဒါတော့ကိုကတော့ဝင်းမှွေးပေးတာပါလေးကတော့တော်တော်ငါဖယ်လေးလည်းစားကြနေတာကြာငါဖယ်ကြောပေးနေတာဖြစ်ပါတယ်ဒါတော့ငဖယ်ကြီးရေပေါ့နော်ခုနဘလော်လေးကတော့အမေကိုအတင်းရိုက်ထားတဲ့ဟင်းချက်ဘလော်လေးဖြစ်ပါတယ်အဆုံးထိကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဘလော့များမှာပြန်ပြီးတော့တွေ့ပါအောင်မယ်အားလုံးကိုချစ်တယ်တတ